မင်္ဂလာပါမလဟာဖိတ်စာရသည့်ဖွားရဲ့ကျအမောင်ထဲကယုံထွက်ပြီးအလင်းကိုရှာဖွေရမယ်လားပါအထူးသဖြင့်မလ20ရဲ့နောက်ပိုင်းမှာမိတ်ဆွေရဲ့စွန့်အင်တွေတဟုန်ထိုးတက်လာပါလိမ့်မယ်စီဝါရေးနဲ့အလို့အကင်ကဏ္ဍမှာအပြောင်းလဲအနေနဲ့ဒီလမှာအလို့ဟောင်းကထွက်တာဒါမှမဟုတ်လုပ်ငန်းပုံစံအသစ်ပြောင်းတာမျိုးတွေကြုံရတတ်ပါတယ်ဒါဟာအဆိုးမဟုတ်ပဲပိုကောင်းတဲ့လမ်းစီကိုဥတီနေရပါငွေကြေးအနေနဲ့လက်ရှိဝင်နေကြလမ်းကြောင်းအထင်ဘေးပန်းဝင်ငွေ side income ရမယ့်အခွင့်အရေးတွေပေါ်လာပါမယ်စာချုပ်စာတမ်းလှုပ်ဝါကိစ္စတွေမှာမိတ်ဆွေဘက်ကအသာစီးရပါလိမ့်မယ်တတိပေးချက်အနေနဲ့လူယုံတက်တက်ပါနဲ့အထူးသဖြင့်ငွေရေးကြီးရေးမှာမိတ်ဆွေရင်းတွေကိုအာမခံတာမျိုးလုံးဝမလုပ်ပါနဲ့အချစ်ရေးနဲ့လူမှုရေးကဏ္ဍမှာအချစ်ရေးအနေနဲ့အတိတ်ကလူဟောင်းတွေပြန်ပေါ်လာတတ်တယ်လားပါစိတ်ကူးရင်စမ်းနေရတဲ့လက်တွေ့ကြကြဆုံးဖြတ်ပါအိမ်တော်တယ်များအနေနဲ့အိမ်တွင်းရေးမှာလှုပ်ဝက်ချက်တစ်ခုကြောင့်စကားများရတတ်ပါတယ်လူမှုရေးအနေနဲ့ဒီလမှာမိတ်ဆွေဟာလူအများကြားထဲမသွားခြင်းပဲတရားထဲအေးအေးဆေးဆေးနေခြင်းစိတ်ပိုများနေပါလိမ့်မယ်ဒါပေမဲ့အရေးကြီးတဲ့မိတ်ဆွေတယောက်ကမိတ်ဆွေကိုအကူအညီလာတောင်းပါလိမ့်မယ်ကျမ်းမာရေးကဏ္ဍအနေနဲ့မလထဲမှာအိပ်ဆက်ခြင်းကိစ္စကိုအထူးဂရုစိုက်ပါအိပ်ရေးပြတ်တာကြောင့်အာယုံကြောအားနေတာနဲ့မျက်စိနာတာမျိုးဖြစ်တတ်ပါတယ်ရေဓာတ်ပြေဝအောင်နေပါပညာရေးကဏ္ဍအနေနဲ့တင်တန်းအသစ်တွေတက်ဖို့ပညာရေးအသစ်တွေလေ့လာဖို့အလွန်ကောင်းပါတယ်အထူးသဖြင့်နီးပညာနဲ့ရှေးဟောင်းဘာသာရပ်တွေမှာထူးထူးခြားခြားဉာဏ်ပွင့်နေမယ်လားပါဆောင်ရန်အနေနဲ့ဆောင်ရန်မှာအနည်းရင်ရောင်မာရူးတုံးမမုတ်ရွှေအိုရောင်ကိုအဆောင်အဖြစ်တုံပါအရေးကြီးတဲ့ဆုံးဖြတ်ချက်ကိုညဘက်မှာချပါရှောင်းရန်မှာသူတပားအကြောင်းအတင်းပြောတာနဲ့အညိုးအတေးထားတာမျိုးလုံးဝရှောင်ပါဒေါသထွက်ရင်အရင်ဆုံးရေတောက်လိုက်ပါရရအနေနဲ့အင်္ဂါနေ့မနက်ပိုင်းတွေဖျား၌ဇီးညွတ်ရွှေညွတ်လူတန်းပြီးမော်ရာတုတ်တော်ကိုရွတ်ဆိုပါလမ်းဘေးကတရိတ်ဆန်လေးတွေကိုအစာကျွေးခြင်းကမိတ်ဆွေရဲ့ဘေးအန္တရာယ်တွေကိုကြော်လွှားစေပါလိမ့်မယ်အထူးအကြံပြုအနေနဲ့ဒီလမှာမိတ်ဆွေဟာစုံတော့တယောက်လိုဖြစ်နေပါလိမ့်မယ်လူတွေရဲ့မယိုးသားမှုကိုမြင်နေရတတ်ပါတယ်အဲ့ဒါကိုအမှုပညာနဲ့တုံ့ပြန်ပါမိတ်ဆွေရဲ့အတွင်းစိတ်ခွန်ဟာ inner power ကိုယုံကြည်ပါအစအရာရာအစင်ကြီးလို့ကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာပါစေလို့ဆန္ဒပြုလိုက်ပါတယ်နော်